အားလုံးမင်္ဂလာပါဒုတိဝါနာရှာအားလုံးကိုကျေးဇူးပါတယ်6ပေါင်းချင်းစနစ်ခွန်ပေါင်းချင်း19ကိုလေးဝန်းချင်းဒီထွက်ပါတယ်8 4ပေါင်းချင်းစနစ်4ပေါင်းချင်း16 6တက်ဝန်းချင်းဒီထွက်ပါတယ်9 4ပေါင်းချင်း3ခွန်ပေါင်းချင်း3 4ပေါင်းချင်း3 4ပေါင်းချင်းခွန်နဲ့ဝန်းချင်းခွန်နဲ့ထွက်ပါတယ်1ခွန်ပေါင်းချင်း8ခွန်ပေါင်းချင်း15 5လုံးညဝန်းချင်း5ထွက်ပါတယ်2 5ပေါင်းချင်းခွန်5ပေါင်းချင်းစနစ်2ခွန်ဝန်းချင်းပါနော်အားလုံးဒီညကောင်းကောင်းအောက်ကပေါက်ကြပါစေမနေ့ကတော့ဝမ်းချင်းလွဲပါတယ်နော်